Okay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့မြန်တော့ညီမတို့ကြီးပဲဖြစ်ပါဒီနေ့မှာတော့အရန်ကြောက်ဖို့ကောင်းတယ်လူသားကြီးဘောနော် तू ကပြောရမယ်ဆိုလို့ရှိရင်စမ်းသက်ခံလူသားကြီးဘောနော် तू ကိုအသိပညာရှင်နဲ့စမ်းသပ်လိုက်တဲ့အခါအကောင်ကြီးအကြီးဖြစ်ပြီးတော့မျိုးလုံးဖြူကြီးနေတယ်လုံးဝကြောက်စရာကြီးသူလက်ကြီးအကောက်ကြီးနေလုံးဝကျွတ်စင်okay guys အဲ့တော့အဲ့ဒီကောင်ရပါဒီနေ့ကကျွန်တော်ဝေါ်တဲ့ကိုရောက်ရှိလို့လာပြီးပဲဖြစ်ပါတယ်အကောင်ကိုကျွန်တော်ကျုံအကောင်ကိုကျုံโอเคအဲ့တော့ကျွန်တော်အရင်တော့လိုမျိုးပဲမနော်ထုံးစံအတိုင်းတစ်ခုတ်ပါမယ်ခင်ဗျကျွန်တော်အရင်ဦးဆုံးတောတဲ့သွားမှာနော်ငါဘာလုပ်လိုက်လို့လဲနင်းနိုင်ကတီးတော့မယ်တူသွားချလိုက်တီးတော့မယ်ဟိုမှာဝတူးတန်ချလိုက်တယ်ရဘာလဲဘာဖြစ်လဲဟေးဘာဖြစ်နေဘယ်ကနေလာနေလဲမသိဘူးကျွန်တော်ပေါ်တက်ကြည့်ဘာမှမရှိပါဘူးဘာလဲနင်တကူရှိတယ်ဟိုကောင်ရမ်းသည်ဝေမင်းငါတရက်တော့မပြည့်သေးဘူးကွာငါစပွားတာတရက်တော့မပြည့်သေးဘူးဘာမှမလုပ်မသိဝေါဒီမှာရသူရဲ့တစ်စက်ပဲကျန်တယ်Oh my god. ဘယ်နေရာကိုပြန်ရောက်တာကျွန်တော်ဟိုဘက်မှာနော်အိုးအချီးရတော့လားတော်တယ်ဝိုင်း guys ဟိုမှာတွေ့လာမသိဘူးသူကတော့ပျောက်နေတာwhat the hell ကပ်ပြီးရယူလို့ယူလို့မရတော့ဘူးသူကရောက်နေပူလက်နေပဲOkay brother ကျွန်တော်မနေ့ထိဆောင်လာမယ်နော် Okay guys မနေ့မိုးလင်းသွားပြီနော်
Okay,ကျွန်တော်ချားနေရတော့တယ်ကွာဒီညမှာတော့အဆင်ပြေမနေရွာအိုးရွာနိုင်ကျေးဇူးရတဲ့ကောင်မဖြစ်ကြပါဘူးမဖြစ်ဘူးတော့ပါဘူးတော်သေးတယ်ဗျာပါရမလားအုတ်ထုတ်ဖနမိုက်တယ်အာမပြည့်စုံပဲဟာအာယုံဒါအိုးအာယုံဒါနေမကောအာယုံ3တုံးနဲ့ရှင်း2တုံးရယ်ပြီးတော့အာယုံပေါင်းပြီးအာယုံဖန nice ဒါပဲလေဒါပဲ guys ဒါပဲဘာလို့ဒီလေပြောကြည့်လိုက်ဘာမှလည်းပြန်မလို့ easy စားတယ် easy တောက်လိုက်ပဲအာယုံဒါလေးနဲ့ဟလားရှီလေးနဲ့ဟုတ်နေရမင်းဟေးတန်ကြလား guys မတော်ရဖြစ်နိုင်လို့မသိဘူးကျွန်တော်တစ်ချက်တော့ကြည့်မယ်နေတော်ရဆိုလို့ရှိရင်ကျွန်တော်ရဲ့ဟိုဟာဒီထားခဲ့ရမှာတော်ရနေဝေးဒါနဲ့ဝေးသွားတာတွေ့ရအာOh, hey, ngắm được. Hey, cái gì vậy? Ha ha, cái gì vậy? Ha, ha. Nhìn con lù này siêu cổ chị what the heck thì con đi đây lại chặt lại oh my god what the fuck hey wait nhiều thế rồi what ဘယ်ရောက်လဲဒီပြောက်သွားရင်ပြောက်သွားတကယ်ဒီကျွင်းထဲမှာရှိမယ်လို့မထင်ဘူးမထင်တာဒါတို့ကျွင်းနေအောင်နေဘာလို့လဲဟေးဟိုမှာ guys ဟိုမှာဟိုထဲမှာတော့ရောင်းမယ်ဝေးနေ guys နေအဲ့ဟိုကခဏတောင်းခံပြရပါLast time I'm a load. Eh? You're here. Me here. Okay, guys. Brother, we didn't know love. No? You need literally sounding. Yeah, I'm much choked up. Bye, bye.